အားလုံးပဲမင်္ဂလာပါရှင်စစ်မှန်တဲ့ကွန်ပျူတာရဲ့အပေါ်ပစ္စည်းတွေကိုကွန်ပျူတာ GPS Company Limited အနေနဲ့မြန်မာနိုင်ငံလုံးမှာရုံးခွဲပေါင်းများစွာဖြင့်ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်ရှင်ကျမအနေနဲ့ဒီနေ့မိတ်ဆက်ပေးခြင်းတဲ့ရုံးခွဲလေးတွေကတော့မြန်မာနိုင်ငံအထက်ပိုင်းမှာဆိုလို့ရှိရင်ကွန်ပျူတာ GPS မြစ်ကြီးနားရုံးမြန်မာနိုင်ငံအလယ်ပိုင်းမှာဆိုလို့ရှိရင်တော့မန္တလေးရုံးနေပြည်တော်ရုံးနဲ့မကွေးရုံးတို့ပဲဖြစ်ပါတယ်ရှင်မြန်မာနိုင်ငံအောက်ပိုင်းမှာဆိုလို့ရှိရင်တော့ကွန်ပျူတာ GPS ရန်ကုန်ရုံးချုပ်နဲ့ AR တိုင်းဒေသကြီးမှာဆိုလို့ရှိရင်တော့ကွန်ပျူတာ GPS အမလောင်းနဲ့အိမ်မဲတို့မှာဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်ရှင်ရန်ကုန်ရုံးချုပ်အနေနဲ့ဆိုလို့ရှိရင်အမှတ်51 50နဲ့59မင်းအရာလန်နဲ့မေခါလန်တောင်ရွှေသင်လင်းဆက်မှုဆောင်လေးရန်ကုန်တွန်တေးကားလမ်းမပေါ်ထိုင်သာယာ BOC မှတ်တိုင်အနီးထိုင်သာယာမြို့နယ်ရန်ကုန်မြို့ဆက်သွယ်ရမယ့်ဖုန်းနံပါတ်အနေနဲ့ဆိုလို့ရှိရင်တော့39951886နဲ့399441558842မန္တလေးရုံးအနေနဲ့ဆိုလို့ရှိရင်တော့အမှတ်903/1အကွက်9/1ရန်ကုန်မန္တလေးကားလမ်းမကြီးစကိုင်းလမ်းခွဲအနီးချမ်းမြသာစီမြို့နယ်မန္တလေးမြို့ဆက်သွယ်ရမယ့်ဖုန်းနံပါတ်အနေနဲ့ဆိုလို့ရှိရင်တော့3992651492 3944158845စမ်းမလောက်ရုံးနေနေဆိုလို့ရှိရင်တော့မိုင်တိုင်း29ရန်ကုန်ပသိမ်ကားလမ်းမကြီးစမ်းမလောက်လမ်းစုံအနီးစမ်းမလောက်ကျေးရွာညောင်တုံးမြို့နယ် AR တိုင်းဆက်သွယ်ရမယ့်ဖုန်းနံပါတ်နေနေဆိုလို့ရှိရင်တော့3994188369 3994188694မကွေးရုံးနေနေဆိုလို့ရှိရင်တော့အမှတ်50မကွေးနမောက်လန်ကန့်လှကြီးရွာမကွေးတိုင်းဆက်သွယ်ရမယ့်ဖုန်းနံပါတ်အနေနဲ့ဆိုလို့ရှိရင်တော့3994188682နေပြည်တော်ရုံးအနေနဲ့ဆိုလို့ရှိရင်တော့အမှတ်45/5 48/6အောင်စပူရက်ကွက်ပြည်မနာတောင်ညိုလန်စပူ3မြို့နယ်နေပြည်တော်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်အနေနဲ့ဆိုလို့ရှိရင်တော့3994188644 3994094394မြကြီးနားရုံးအနေနဲ့ဆိုလို့ရှိရင်အမှတ်259ရွှေလမ်းမကြီးဘေးပမတိရက်ကွက်3မြကြီးနားမြို့ကရှင်ပြည်နယ်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်အနေနဲ့ဆိုလို့ရှိရင်တော့3994188633အိမ်မဲရုံးအနေနဲ့ဆိုလို့ရှိရင်တော့အမှတ်20နဲ့ညောင်ဝိုင်းခွင်ပါမီတောင်ကြီးရွာအုပ်စုညောင်မြတကားလမ်းမကြီးဘေးအိမ်မဲမြို့ AR တိုင်းဆက်သွယ်ရမယ့်ဖုန်းနံပါတ်အနေနဲ့ဆိုလို့ရှိရင်တော့39941518863989လို့ပဲဖြစ်ပါတယ်ရှင်